ပြီးခဲ့တဲ့အပိုင်းမှာနတ်ဆရာမကြီးရောမိဦးဟာနန်းနန်းနဲ့ဘူးယောကနေထွက်သွားပြီဖြစ်လို့မိဖုရားကြီးလည်းအချိန်ဆွဲမနေတော့ပဲမင်းသားတဲ့ဆိုကိုထောက်ခံပေးတဲ့နတ်ဆရာမတဦးကိုနှက်ပွဲပေးပြီးအစ်စ်ခန့်လိုက်ပါတော့တယ်။အဲ့လိုအစ်စ်ခန့်ပြီးမကြခင်မှာပဲဂျူမုံကကိုဆန္ဒနဲ့ကိုပြိုင်ပွဲကနေအရှုံးပေးလိုက်တာကြောင့်နတ်ဆရာမကြီးမာအိုယောင်းရဲ့ကျေးဇူးကြောင့်လို့ယူဆပြီးလက်ဆောင်ပနာတွေတွားပံ့ပိုးပေးလိုက်ပါတယ်။တကယ်တော့တိုင်းပြည်တစ်ပြည်ရဲ့နတ်ဆရာမအစ်စ်တူရွေးချယ်တယ်ဆိုတာဟာအစိုးရဘက်ကကင်တွယ်ရတာမျိုးမဟုတ်ပဲနေမြေတီးတီးကနတ်ဆရာမတွေကိုမီတင်ခေါ်ပြီးနတ်ပြားတွေရဲ့အလိုဆန္ဒအရမဲအများဆုံးသူကိုရွေးချယ်တင်မြှောက်ရတာပဲဖြစ်ပါတယ်။ပြီးတော့နန်းနန်းဆိုတာတိုင်းပြည်နဲ့ပြည်သူတွေအတွက်ဖြစ်လာမဲ့ဘေးအန္တရာယ်တွေကိုကြိုတင်နမိတ်ဖက်ကာကွယ်ပေးရမှာဖြစ်ပြီးအခုတက်လာတဲ့နတ်ဆရာမကတော့ဒေဆိုတဦးတယောက်တည်းကိုဘောမနေတာကြောင့်တချို့နတ်ဆရာမလေးတွေဟာတိတ်မကြည့်ဘူးပဲဖြစ်နေပါတယ်။ဂျူမုံသားမရှိရင်အိမ်ရှိဆန်နေရဟာမင်းသားတဲ့ဆိုအတွက်တေချာတလောက်ဖြစ်နေပြီမို့လို့ဘူးယောင်းဆိုတဲ့မိန်းကလေးကြောင့်အရှုံးပေးလိုက်တာကိုဘလို့မှမယုံကြည်နိုင်ဖြစ်နေပါတော့တယ်။အမတ်ချုပ်ကြီးလည်းဂျူမုံကရိုးရိုးရှင်းရှင်းအရှုံးပေးလိုက်တာကိုစဉ်းစားရခက်နေပြီးအရှင်သားရဲ့ရာဇပလင်စီသွားမဲ့လမ်းကြောင်းကိုဘသူမှမနှောက်ယှက်တော့ဘူးလို့ပဲအားပေးလိုက်ပါတယ်။မင်းသားတဲ့ဆိုကတော့တမနစ်လက်နက်ထုတ်လုပ်နိုင်တဲ့နည်းပညာကိုရန်ကြောင်းစီမှာဗမာလိုတောင်းဆိုထားတာကိုပြောပြလိုက်ပြီးရန်ကြောင်းကလည်းသူ့သမီးနဲ့လက်ထပ်လိုက်ရင်တမနစ်လက်နက်ရောဘူးရောဘရင်ဖြစ်အောင်ပါကူညီပေးမယ်လို့ကမ်းလှမ်းထားပြီးဖြစ်တာကြောင့်ဘလို့ဆုံးဖြတ်ရမလဲအကြံနှောင်းနေတာပဲဖြစ်ပါတယ်။မတ်ချုပ်ကြီးလည်းအနှဲငယ်တွေးဝေသွားပြီးလက်ရှိအခြေအနေအရဘူးရောတိုင်းပြည်သားတမနစ်ဓာတ်ကိုထုတ်လုပ်နိုင်ပြီဆိုရင်ဟန်တိုင်းပြည်ကိုအသာလေးကြော်တက်နိုင်မှာဖြစ်ပေမဲ့ဘရင်ကွမ်ဝါကတော့ရန်ကြောင်းသမီးကိုလက်ခံမှာမဟုတ်လို့မင်းသားအနေနဲ့တေချာစဉ်းစားဖို့အကြံပေးလိုက်ပါတော့တယ်။ခေါင်းဆောင်ယုံတပလည်းသူ့သမီးနဲ့ကြိုက်နေတဲ့ဂျူမုံကကုံတဲ့အဖွဲ့ကနေထွက်သွားတော့မှာမို့လို့သဘောကျနေပေမဲ့ခေါင်းဆောင်ဦးတွေကတော့တိတ်ပြီးဘဝင်မကျဘူးပဲဖြစ်နေပါတော့တယ်။ဆိုစောနိုကလည်းမင်းသားဂျူမုံတယောက်ဘူးရောတိုင်းပြည်ကနေထွက်သွားတော့မှာကိုစိတ်မကောင်းဖြစ်နေပြီးဘာပဲဖြစ်ဖြစ်ဂျူမုံမှာတခြားအကြောင်းရင်းရှိမှာပဲလို့ဖြေတွေးရင်းကောင်းလေးပေးတဲ့လက်စုပ်ကလေးကိုဝတ်ထားလိုက်ပါတော့တယ်။ခေါင်းဆောင်ယုံတပလည်းအရှင်သားအိမ်ရှိဆန်ပြိုင်ပွဲကနေဘာလို့နှုတ်ထွက်လိုက်လဲဆိုတာသူနားမလည်ပေမဲ့တခြားဒေသမှာအကူအညီလိုရင်းသူတို့ဖွဲ့ကိုဆက်သွယ်ဖို့အားပေးလိုက်ပါတယ်။ဂျူမုံကတော့တချိန်ကယွန်းတပနဲ့ဟဲမိုဆူတို့တွေ့ခဲ့တဲ့အကြောင်းကိုမေးနေပြီးသူထွက်မသွားခင်ဟဲမိုဆူနဲ့ဒဲမူတက်ဖွဲ့အကြောင်းကိုဆက်စုနေပါတော့တယ်။ဒါနဲ့ပဲဦးလေးကယ်ဖီကဟဲမိုဆူကိုဘလို့တွေ့ခဲ့ကြောင်းအကြောင်းစုံကိုအာဘောင်ဝါရင်တန်တန်နဲ့ရှင်းပြလိုက်ပါတော့တယ်။ငါတို့တွေဆိုစောနိုကိုမမွေးခင်ရက်ပိုင်းလောက်လိုမှာဒေတာတစ်ခုစီကိုကုံသွယ်ဖို့သွားကြရင်ဟာဘက်လူမျိုးစုရွာကိုဖျက်ကျော်ခဲ့ကြတာပေါ့။ငါတို့ရောက်တဲ့အချိန်မှာတရွာလုံးကလေးကအစခွေးစုံတုတ်တင်ခံလိုက်ရတာကိုမြင်ပြီးအံ့ဩနေခဲ့ရတယ်။ဒီလိုနဲ့ဆက်သွားရင်လမ်းခုလက်မှာဒဇိန်တအုပ်ကိုစတွေ့ခဲ့ပါလေရော။အဲ့လူစိန်ကလည်းဟန်တိုင်းပြည်အကြောင်းကိုတေချာစုံစမ်းနေပြီးဟာဘက်တရွာလုံးတုတ်တင်ခံလိုက်ရတာကိုတီးလိုက်ရတဲ့အခါမျက်စိမျက်နှာပြတ်သွားခဲ့တာပေါ့။ဒီလိုနဲ့လမ်းမှာဓမြတွေနဲ့ကြုံတွေ့ရတဲ့အခါမှာအဲ့လူရဲ့အရေးချင်းတွေကိုကြည့်ပြီးခေါင်းဆောင်ဟဲမိုဆူဆိုတာငါတို့တီးခဲ့ရတာဆိုပြီးဟဲမိုဆူရဲ့စိတ်ဓာတ်တွေကိုပြောပြနေပါတော့တယ်။ဟန်တိုင်းပြည်ဟာသူတို့ကိုရော်လန်နေတဲ့ဟဲမိုဆူကိုခဏလေးဖွက်ထားပေးတဲ့ဟာဘတ်တရွာလုံးကိုတောင်တုတ်တင်ခဲ့တာမို့လို့သူတို့ဖွဲ့လဲဟန်တိုင်းပြည်ကိုတိတ်မပတ်သက်ရဲတော့ပဲဘူးရောမှာအခြေကျနေခဲ့တာဆိုပြီးပြောပြနေပါတော့တယ်။မင်းသားရောင်ဘိုကတော့ဂျူမုံကိုရှင်းပြီးပြီဖြစ်တာကြောင့်ဒဲဆိုကိုတဲပြုတ်ဖို့အတွက်ယုံကြည်ချက်အပြည့်ရှိနေပြီးဒိုချီတို့ကလည်းအိမ်ရှိမင်းသားဆိုပြီးမြောက်ပင့်ကခေါ်နေပါတော့တယ်။ဒိုချီကအဲ့လောက်နဲ့မကျေနပ်သေးပဲဈေးရဲမှာမာရီတို့အဖွဲ့နဲ့တွေ့တုန်းဘူးယောင်းကိုငါလွတ်ပေးလိုက်ပြီးမင်းတို့လည်းဂျူမုံစီမှာအယိုးကိုက်မနေကြနဲ့လို့အားသွားချောင်နေပါတော့တယ်။မာရီတို့လည်းအဲ့လိုအားချောင်ရတဲ့ပါဇက်ကိုအားချောင်အောင်မှုဆိုကမေးပြီးဖျက်ရိုက်ပေးလိုက်ကြပါတော့တယ်။အခုဆိုရင်ဂျူမုံကလည်းကုံတဲ့အဖွဲ့ကနေထွက်သွားပြီဖြစ်တာကြောင့်မာရီတို့လည်းဘလို့ရှေ့ဆက်ရမလဲလမ်းပြောက်ဝေပါတော့တယ်။အဲ့ချိန်မှာဂျူမုံရောက်လာပြီးမင်းတို့ကငါရဲ့ညီကိုတွေလိုဖြစ်နေတာကြောင့်မင်းတို့ကိုပြောစရာရှိတယ်ဆိုပြီးဟဲမိုဆူတေဆုံးခဲ့တဲ့ချောင်မူတောင်ကိုခေါ်သွားပါတော့တယ်။ပြီးတော့ခေါင်းဆောင်ဟဲမိုဆူနဲ့သူ့ရဲ့တဲမူတက်ဖွဲ့အကြောင်းအနှဲငယ်တီးတဲ့အုပ်ဖိုးကိုမေးကြည့်ပါတော့တယ်။အုပ်ဖိုးကလည်းသူ့ဖေရဲ့တငယ်ချင်းဟာတဲမူစစ်တီဟောင်းတဦးဖြစ်တယ်လို့ပြောလိုက်တာကြောင့်သူ့စီသွားကြပါတော့တယ်။ဒီလိုနဲ့သူတို့တွေသွားကြရင်လမ်းခုလက်ကရွာတွေရဲ့ရေတွင်းတွေမှာရေတွေဟာတုံးမရပဲတွေးရောင်တွေဖြစ်နေတာကိုထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ပါတော့တယ်။အဲ့ချိန်မှာပဲဘရင်ကွမ်ဝါဟာအိမ်မက်ဆိုးတွေမှတ်ပြီးလက်နိုးလာပါတော့တယ်။သူလည်းတခုခုကိုတန်တရားဖြစ်တာနဲ့မိဖုရားယုံဟွာကိုသွားတွေ့ပါတော့တယ်။ဘရင်ကွမ်ဝါထင်ထားသလိုပဲယောမီဦးဟာနန်းနန်းကနေထွက်မသွားခင်မှာဂျူမုံကိုအဖေရင်ဘသူလဲဆိုပြီးအားကြောင်ခဲ့တယ်ဆိုတာကိုသိသွားပါတော့တယ်။ဒီကိစ္စကြောင့်ပဲဂျူမုံတယောက်တော်တော်လေးခံစားသွားရမှာဖြစ်ပြီးအိမ်ရှိဆန်ပြိုင်ပွဲကနေထွက်သွားရတာကိုသဘောပေါက်သွားပါတော့တယ်။ဒိုချီလဲမာရီတို့လက်ချက်နဲ့ကြောက်ပတ်တီးစီးလိုက်ရပြီးရောင်ဖိုကတော့အဲ့ကောင်လေးကိုသွားခေါ်ငါနရင်ဖျက်ရိုက်ပေးမယ်လုပ်နေတာကြောင့်မာရီတို့အဖွဲ့ကဂျူမုံနဲ့အတူဘူးရောတိုင်းပြည်ကနေထွက်သွားကြပြီလို့ပြောပြလိုက်ပါတော့တယ်။ရောင်ဖိုလဲဝမ်းသာအားရနဲ့အကိုကြီးတဲ့ဆိုကိုသွားတီးပေးပေမဲ့ဒဲဆိုကတော့နောက်အရေးမပါတာတွေအာလာမချောင်နဲ့လို့ပြောလိုက်တာကြောင့်ရောင်ဖိုလဲအရှိုက်ကိုထိသွားပြီးညီကိုကြားအဆိုင်ခဲတွေဖြစ်ပေါ်လာပါတော့တယ်။ကုံတဲ့အဖွဲ့ကနေဂျူမုံထွက်သွားပြီးတဲ့အချိန်မှာမိန်းကလေးဆိုစောနိုဟာအလုပ်တွေမှာစိတ်မပါလက်မပါဖြစ်နေပြီးအချောင်းမစာယုံကတော့အုပ်ဖိုးလဲအတူတူထွက်သွားပြီဖြစ်တာမို့လို့အသေးကွဲနေတာသူတယောက်တည်းမဟုတ်ပါဘူးဆိုပြီးစနောက်ဝေပါတော့တယ်။သူတို့တွေအလုပ်ကိစ္စနဲ့သတင်းတွေဖတ်ကြရင်ဟန်တိုင်းပြည်ကလက်နက်ခေါင်းဆောင်တယောက်ဟာတမဏီမြင့်တက်နဲ့အတူရန်ကြောင်နေတဲ့မြို့ကိုလာလဲမယ်ဆိုတာကိုသိခဲ့ရပါတယ်။ဘာကြောင့်မှမသိပေမဲ့တမဏိမြင့်တက်ပါလာမယ်ဆိုရင်အနီးနားကရွာတွေဟာဒုက္ခရောက်ကြအောင်မှာဖြစ်ပြီးသူ
သူတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုစိတ်ပြတ်နေကြပါတော့တယ်။အဲ့ချိန်မှာပဲမင်းသားတဲ့ဆိုကခေါ်ခိုင်းလိုက်တာကြောင့်အာနာနာနဲ့ပဲလိုက်သွားရပြန်ပါတယ်။သူထင်ထားသလိုပဲအခုလိုတောင်တန်းကြီးတွေထက်မိန်းကလေးကပိုလာကြောင်ခေါ်ပြောတာဖြစ်ပြီးအခုချိန်မှာတော့အိမ်ရှိမင်းသားရဲ့အရိုင်းအရာကိုသူကစက်ခံရတော့မှဖြစ်တာကြောင့်နှထင်သွေးရောက်နေပြီပဲဖြစ်ပါတယ်။အခုချိန်မှာမင်းတို့ကုံတဲ့အဖွဲ့ဟာဘူရောကူညီမှရက်တီလို့ရတာကြောင့်ဂျူမုံကိုမေ့ပစ်ပြီးသူကန်းလန်းတာကိုလက်ခံလိုက်ရင်အချိန်မီနိုင်ပါသေးရဲ့လို့ပြောရင်းသူ့ကိုနောက်တစ်ခါပြန်စဉ်းစားပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။မင်းလေးဘက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တဲ့အထိငါဆောင်ပေးပါမယ်လို့ပြောလိုက်ပါတော့တယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပေးမှာဖြစ်လို့ဂျူမုံရုပ်ရှင်လေးကိုသဘောကျရင် AI Weekend YouTube Channel ကို like နဲ့ subscribe လုပ်ပေးခဲ့ပါနော်။ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးကခေါင်းလောင်းလေးကိုပါနှိပ်ပေးခဲ့ပါနော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။